အားလုံးပဲမင်္ဂလာပါ Red Hat SandWest Fedora စရှိတဲ့ဒီ RHEL system တွေမှာတစ်ခါလေ့ကြပြီဆိုရင်ကျွန်တော်တို့ကိုသုံးကျင်တဲ့ software တွေ service တွေအဲ့ဒါတွေကိုကျွန်တော်တို့ RPM file တွေအနေနဲ့ကျွန်တော်တို့ကိုယ်တိုင် download လုပ်ပြီးတော့ install လုပ်ပြီးသုံးရတဲ့အနေအထားတွေရှိတယ်အဲ့လိုလုပ်တဲ့အချိန်မှာကျွန်တော်တချို့ online ပေါ်မှာရှိနေတဲ့ tutorial တချို့ကRPM ဆိုတဲ့ command ကိုသုံးပြီးတော့install လုပ်တာပြကြတယ်ဒါပေမဲ့တော်တော်များများtutorial ကတော့ကျွန်တော်တို့ DNF ဆိုတဲ့ command ကိုသုံးပြီးတော့install လုပ်တာကိုပြရတယ်အဲ့တော့အဲ့ command နှစ်ခုပါကွာလဲဆိုတဲ့ဟာကိုကျွန်တော်အခုပြောသွားမှာဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့ RPM file လေးပေါ့နော် EPE release ဆိုတဲ့ RPM file လေးကိုကျွန်တော် download ဆွဲထားတယ်အမှန်ဆိုရင်ဒီ EPE release ဆိုတဲ့ကောင်က DNF install EPE release ဆိုပြီးတော့ဒီတိုင်း download လုပ်စရာမလိုဘဲနဲ့သူက auto install လုပ်သွားတယ်ပေါ့နော်အဲ့တော့အခု download လုပ်ထားတယ်ကျွန်တော်ဒီ demonstration ပြချင်တဲ့အတွက် download လုပ်ထားပါအဲ့တော့ပထမဦးဆုံးကျွန်တော်တို့ DNF install လက်ရှိဒီနေရာမှာရှိနေတဲ့ EPEL release ဆိုတဲ့ file လေးကိုကျွန်တော် install လုပ်ကြည့်အောင်အဲ့ဒါဆိုရင်DNF ကသူကဘာလုပ်ပြီးလဲဆိုတော့သူကဒီ EPE release ဆိုတဲ့ file လေးပေါ့နော်ဒီ file လေးကိုသွင်းကျင်တယ်ဆိုရင်တော့မှသူလိုအပ်တဲ့တခြားသော dependency software တွေကိုသို့မဟုတ် package တွေကိုသူက auto resolve လုပ်ပြီးတော့သူက install လုပ်ပေးသွားလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ RPM နဲ့ကျွန်တော်တို့ IPH နဲ့ကျွန်တော်သွင်းမယ်ဆိုရင်ကျွန်တော်တို့သူဒီ install လုပ်သွားတယ်ဒါပေမဲ့ခုနကတော့ကျွန်တော် DNF မှာမြင်ခဲ့ရတဲ့လိုအပ်တဲ့ဒီ dependency software တွေကိုသူဒီ dependency software package တွေကိုသူက resolve မလုပ်သွားဘူးအဲ့တော့ RPM နဲ့သွင်းရင်ကြတော့သူဒီအဲ့ဒီ software ဒီ package တွေတစ်ခုတည်းကိုပဲသူက install လုပ်ပေးသွားလိမ့်မယ်အဲ့ဒီအတွက်ကြောင့်ဘာလဲဆိုတော့ဒီ RPM နဲ့သွင်းတယ်ဆိုရင်တကယ်လို့ dependency တွေမသွင်းသွားဘူးဆိုရင်အဲ့ဒီကိုသုံးကျင်တဲ့ software ကိုသွင်းလိုက်တဲ့ software တွေfully အလုပ်မလုပ်တာတချို့ function တွေအလုပ်မလုပ်တာတွေနောက်တော့မှသို့မဟုတ်လုံးဝ error တက်ပြီးတော့အဲ့ဒီကောင်ကလုံးဝသုံးလို့မရတဲ့အနေအထားဖြစ်သွားတာတွေအဲ့လိုမျိုးတွေကြုံရနိုင်တယ်အဲ့တော့ကျွန်တော်တို့ကRPM ဆိုတဲ့ command အစားကျွန်တော်တို့ DNF ကိုသုံးသင့်ပါတယ်အဲ့ဒီဟာလေးကိုကျွန်တော်မျှဝေနေပဲအားလုံးကိုကျေးဇူးတင်ပါတယ်